နော်မြန်မာစာကိုရင်စဉ်းစားကြည့်ပဲမြန်မာစာမှာဆိုရင်ねဒီမှာရေးပေးထားတယ်ဖြီးရဲ့တရရဲ့အသက်ရဲ့တဲ့ဒီ3ခုပေါင်းမှာစကလုံးတစ်လုံးဆိုတာဖြစ်ပေါ်လာပါတယ်တဲ့နော်ဖြီးက33လုံးရှိတယ်မြန်မာစာမှာပေါ့နော်တရက14လုံးရှိရဲ့ပြီးအသက်ဆိုတဲ့ဟာလေးတွေကိုကြည့်မယ်ဆိုရင်ကပ်သက်တို့ပတ်သက်တို့တတ်သက်တို့ထပ်သက်တို့နတ်သက်တို့ဒါလေးတွေရှိမယ်ပေါ့နော်အဲ့လိုဆိုတော့ဒီ3ခုပေါင်းမှာတဲ့မြန်မာစာမှာကစကလုံးကြီးဖြစ်ပေါ်လာတယ်တဲ့နော်ဒီခေတ်ရဲ့နာမည်က honey ဟုတ်လား honey ဆိုတဲ့ဟာလေးကိုပဲအရင်ဦးစားပေးပြီးတော့example လေးအနေနဲ့ကြည့်ကြည့်မယ်နော်ဟုတ်ပြီအဲ့လိုဆိုတော့ဟာနတ်သက်ဟန်နားငယ်လုံးကြီးတင်ဆန်ခတ်နီဟာဒီဘာလေးလဲကြီးလေးပြီးရင်ဘာလေးနဲ့ပေါင်းထားလဲဆိုတော့နတ်သက်လေးနဲ့ပေါင်းထားတယ်အသက်လေးဖြစ်မယ်နားငယ်ဒီလဲကြီးထက်လာမယ်လုံးကြီးတင်ဆန်ခတ်ဒီတရလာမယ်ကြီးပြီးရင်အသက်လာလို့လည်းရတယ်အသက်ပြီးရင်ဖြီးထက်လာလို့ရတယ်ဖြီးပြီးရင်တရထက်လာလို့ရတယ်မြန်မာစာနဲ့ကွဲပြားသွားပဲကိုရီးယားစာမှာကတော့ဖြီးပြီးရင်တရလာရတယ်တရပြီးရင်အသက်လာရတယ်နော်ဖြီးပြီးရင်တရလာရပါတယ်တရပြီးရင်အသက်လာရပါတယ်အဲ့လိုဆိုတော့ဖြီးဒီပထမနံပါတ်1တရဒီနံပါတ်2အသက်ဒီနံပါတ်3ဒီ1 2 3အတိုင်းဒီအစီအစဉ်အတိုင်းနဲ့သွားရပါတယ်ဒါကတော့သူတို့ရဲ့စီမင်းစည်းကမ်းလေးပေါ့